ဒီဇလန်ကမျက်လက်ဆရာ၄ယောက်နဲ့စတင်ပါတယ်မျက်လက်ပညာရှင်ဂျီဒန်နီယယ်အက်တလက်စိတ်ဖက်ပညာရှင်မားရဲ့မက်ကင်နီလွတ်မြောက်ရေးပညာရှင်ဟန်လီရီဗတ်စ်နဲ့ဖဲသမားအလစ်တုတ်သမားဂျက်ဝိုင်ဒါတို့ပေါ်သူတို့တယောက်ချင်းစီဟာနယူးယောက်မြို့ကတိုက်ခန်းတစ်ခုကိုလာဖို့လှုပ်ဝက်ဆန်းကျဲတဲ့ရောကပြတစ်ချက်စီလက်ခံရရှိခဲ့ပါတယ်အဲ့ဒီတိုက်ခန်းကိုရောက်တော့သူတို့ဘယ်သူမှမသိတဲ့ကျေးဇူးရှင်တယောက်ရဲ့ holographic ပုံရိပ်ရောင်ညွှန်ကြားချက်တွေကိုတွေ့လိုက်ရပါတယ်တနစ်တိတိကြတဲ့အခါမှာတော့သူတို့၄ယောက်ဟာ Telford Horseman မြင်းစီသူရဲကောင်း၄ယောက်ဆိုတဲ့နာမည်နဲ့ Las Vegas မှာကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ပွဲကိုတင်ဆက်ပါတယ်သူတို့ရဲ့ sponsor ကတော့အာမခံလုပ်ငန်းရှင်ကြီးအာသာ Trustler ပါပွဲရဲ့အထွတ်ထိပ်မှာပဲသူတို့ဟာပြည်သက်ထဲကလူတစ်ယောက်ကို Perry မြို့ကဘန်တစ်ခုရဲ့မိခံတစ်တာတွေကိုချက်ချင်းပို့လိုက်တယ်လို့မျက်လက်ပြကွက်တစ်ခုပြသခဲ့ပါတယ်ပြီးတာနဲ့အဲ့ဒီဘန်တွေကခိုးယူလာတဲ့ယူရိုငွေစက္ကူတွေကိုပြည်သက်တွေချတဲ့ကိုပတ်ကျဲချလိုက်ပါတော့တယ်တကယ်ပဲ Perry ကဘန်မှာငွေတွေပျောက်ဆုံးသွားတဲ့အခါ FBI နဲ့ Interpol တို့က Horseman ၄ယောက်ကိုချက်ချင်းဖမ်းဆီးပါတယ်ဒါပေမဲ့သူတို့ခိုးခဲ့တယ်ဆိုတဲ့တိကျတဲ့သက်သေအထောက်အထားမရှိတဲ့အတွက်ကြောင့်သူတို့ကိုပြန်လွှတ်ပေးလိုက်ရပါတယ်ဒီအမှုကိုလိုက်နေတဲ့ FBI agent Dylan Rose နဲ့ Interpol စုံထောက် Emma Trey တို့ဟာ Thaddeus Bradley ဆိုတဲ့လူတစ်ယောက်စီအကူအညီသွားတောင်းပါတယ် Bradley ဆိုတာကမျက်လက်ဆရာဟောင်းတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့တခြားမျက်လက်ဆရာတွေရဲ့ပညာရက်တွေကိုလိုက်လံဖော်ထုတ်တဲ့သူဒီဘန်ကဖြစ်လာခဲ့တာပါမျက်လက်လောကမှာတော့သူကနာမည်ဆိုးနဲ့ကြော်ကြားသူပေါ် Thaddeus က Dylan နဲ့ Emma ကို Horseman တွေရဲ့လှည့်ကွက်ကိုဒီလိုရှင်းပြပါတယ်သူတို့ကဘန်တိုက်တူကိုဆင်းအောက်မှာကျူတင်ပြင်ဆင်ထားတာပွဲမစခင်ကတည်းကပါဝင်မဲ့ပရိသတ်ကိုစိတ်ညှို့ထားပြီးသားပတ်ကျဲလိုက်တဲ့ပတ်စံတွေကလည်းပတ်စံအစ်စ်မဟုတ်ဘူးမီးလောင်လွယ်တဲ့စက်ကူဖလက်ပေးပါတွေလေဝင်ပေါက်တွေဖွင့်လိုက်တာနဲ့အဲ့ဒီစက်ကူတွေကမီးခိုးတောင်မထွက်ပြတော့မကြံပဲလောင်ကျွမ်းပြောက်ကွယ်သွားတာလို့ရှင်းပြခဲ့ပါတယ် Bradley ရဲ့အကူအညီနဲ့သူတို့ဟာ Horseman တွေရဲ့နောက်ကိုလိုက်ရင်း New Orleans မြို့ကိုရောက်သွားပါတယ်အဲ့ဒီမှာ Horseman တွေကသူတို့ရဲ့ဒုတိယပွဲကိုလုပ်ပါတယ်ဒီတစ်ခါတော့သူတို့ရဲ့ sponsor ဖြစ်သူ Trustler ရဲ့ဘဏ်အကောင့်တွေကပတ်စံတွေကို Hurricane Katrina မုန်တိုင်းတိုက်ခတ်တုန်းကအမခံငွေမရခဲ့တဲ့ပြည်သက်တွေစီကိုလူအများရှိမှလွှဲပြောင်းပေးလိုက်ပါတယ်ဒိုင်လန်ကသူတို့ကိုအမိဖမ်းဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး Daniel Atlas ကသူ့ကိုခြေရာခံတဲ့ကိရိယာ tracker ကိုဒိုင်လန်ရဲ့အိတ်ကထဲကိုပြန်ထည့်ပြီးလှည့်စားသွားလို့ပါပဲသူ့ရဲ့ပတ်စံတွေအခုခံလိုက်ရလို့ဒေါသထွက်နေတဲ့ Trustler ကလည်း Telford Horseman ကိုအဆက်ခွဲပြီးဖော်ထုတ်ဖို့ Bradley ကိုအလုပ်အပ်လိုက်ပါတယ်ဒီအချိန်မှာစုံထောက် Emma ကတော့ဒီအဖွဲ့ဟာ TI မျက်လုံးလို့ခေါ်တဲ့ဒဏ္ဍာရီလာမျက်လက်အဖွဲ့အစည်းကြီးနဲ့ဆက်ဆက်နေနိုင်တယ်လို့တန်တရားဝင်လာပါတယ် TI ဆိုတာကဖိနှိပ်ခံရသူတွေကိုကူညီတဲ့လှုပ်ဝက်အသင်းကြီးပါပဲဒါအပြင်သူတို့၄ယောက်တည်းမဟုတ်ပဲနောက်ွယ်ကကျိုးကင်ကူညီပေးနေတဲ့တတိယလူတစ်ယောက်ရှိနေရမယ်လို့သူမကတွက်ဆခဲ့ပါတယ်နေယူယောက်မှာBI ကဝင်စီတုံးက Horseman ၃ယောက်ကတော့လွတ်မြောက်သွားခဲ့ပေမဲ့ Jet Winder ကတော့ Dylan နဲ့ Emma လိုက်ဖမ်းရင်းကားမတော်တဆမှုဖြစ်ပြီးတေဆုံးသွားခဲ့ပုံပေါ်ပါတယ်ကျဲရဲ့ကားမပေါက်ကွဲခင်လေးမှာဒိုင်လန်ကသူ့လက်ထဲကနေသူတို့ရဲ့နောက်ထပ်ပြစ်မှတ်ဟာ Aircon Security ဖြစ်ကြောင်းညွှန်ပြနေတဲ့စာရွက်စာတမ်းတချို့ကိုရှာတွေ့ခဲ့ပါတယ် FBI ဟာတန်တရားဖြစ်ဖွယ်အမိန့်တွေနဲ့တည်ဆောင်လာတဲ့မိခံတက်တာတစ်လုံးကိုကြားဖြတ်တားဆီးလိုက်ပါတယ်ဒါပေမဲ့အထဲကိုဖွင့်ကြည့်လိုက်တော့အယုတ်ပူပေါင်းတွေကလွဲပြီးဘာမှမပါပါဘူးဒီနောက်မှာ Horseman တွေကသူတို့ရဲ့နောက်ဆုံးပွဲကြီးကိုနယူးယောက်မြို့က Five Points ဆိုတဲ့နေရာမှာလူအများရှိမှတင်ဆက်မယ်လို့ကြေညာလိုက်ပါတယ်ဒိုင်လန်နဲ့လမာနဲ့ FBI အဖွဲ့သားတွေ Five Point ကိုအပြေးလွှားသွားခဲ့ပေမဲ့လည်း Horseman ၃ယောက်ကိုအမိဖမ်းနိုင်ခြင်းမရှိခဲ့ပါဘူးပွဲရဲ့အဆုံးသတ်မှာတော့သူတို့၃ယောက်ဟာပတ်စံအတူတွေအများကြီးကိုကျဲချရင်းလူပုံအလဲကနေပျောက်ကွယ်သွားခဲ့ပါတယ်တကယ်ခိုးယူခဲ့တဲ့ပတ်စံအစ်စ်တွေကိုတော့မျက်လက်ပေါ်ကောင် Bradley ရဲ့ကားထဲမှာသွားတွေ့ခဲ့ပြီးသူ့ကိုအဖမ်းခံလိုက်ရပါတော့တယ်ထောင်ထဲမှာ Bradley က Dylan နဲ့တွေ့ဆုံပြီးသူ့ရဲ့ကောက်ချက်တွေကိုရှင်းပြပါတယ်ဂျက်ဟာကားတိုက်မှုမှာတကယ်မတည်ခဲ့ပဲတေးချင်အောင်ဆောင်ခဲ့တာဖြစ်ရမယ်ပြီးတော့ Horseman တွေဒီလောက်အောင်မြင်ဖို့ဆိုရင် FBI အတွင်းလူတစ်ယောက်ရဲ့အကူအညီမပါဘဲမဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီချိန်မှာပဲ Dylan ကသူကိုယ်တိုင်ဟာHorseman တွေရဲ့ခိုးယူမှုတွေအားလုံးကိုနောက်ွယ်ကကျိုးကင်နေသူအစ်စ်မှန်ဖြစ်ကြောင်းဖွင့်ဟလိုက်ပါတယ်။ဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတာကို Bradley တယောက်ထောင်ထဲမှာတွေးတောရင်းကြံခဲ့စီခဲ့ပါတယ်။မြို့လေပန်းချံမှာတော့ Horseman ၃ယောက်ဟာမတည်ပဲပုံနေခဲ့တဲ့ချက်ပြီးတော့ Dylan တို့နဲ့ပြန်ဆုံစည်းခဲ့ပါတယ်။ Dylan ကသူတို့၄ယောက်လုံးကို TI အဖွဲ့ကြီးတဲ့ကိုတရားဝင်ထည့်သွင်းပေးလိုက်ပါတယ်။နောက်ပိုင်းမှာ Dylan ဟာ Perry မြို့မှာ Emma နဲ့ပြန်တွေ့ပြီးအဖြစ်မှန်အားလုံးကိုဖွင့်ပြောပြခဲ့ပါတယ်။ဒီခိုးယူမှုတွေအားလုံးဟာသူ့အဖေဖြစ်သူ Lion နဲ့ Shrike ရဲ့တည်ဆုံမှုအတွက်တာဝန်ရှိသူတွေကိုလက်စားချေဖို့ဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။ Lion နဲ့ဟာတစ်ချိန်ကလူချစ်လူခင်များတဲ့မျက်လက်ဆရာတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အသက်မွေးဝမ်းကြောင်းကို Bradley ကဖျက်ဆီးခဲ့လို့ပါဒါကြောင့်သူဟာအန္တရာယ်များတဲ့လွတ်မြောက်ရေးပြကွက်တစ်ခုကိုစူးစမ်းခဲ့ပေမဲ့ Aircon ကုမ္ပဏီရဲ့ချိုးယွင်းနေတဲ့မိခံတစ်တာကြောင့်ရင်းနစ်ပြီးတေဆုံးခဲ့ရပါတယ်သူတေဆုံးမှုအတွက်အသက်အာမခံကိုလည်း Trustler ကပေးလျော်ဖို့ညှင်းပယ်ခဲ့တာပါဒိုင်လန်ရဲ့လက်စားချေလိုတဲ့ရည်ရွယ်ချက်ကိုနားလေသဘောပေါက်သွားတဲ့ Emma ကလည်းသူ့ရဲ့လှုပ်ဝက်ချက်ကိုဆက်လက်ဖုံးကွယ်ထားပေးဖို့သဘောတူလိုက်ပါတော့တယ်အဆုံးအထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ပါတယ် channel လေးကို like and subscribe လုပ်တော့ပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့